စားလည်းရတယ်မုတ်လို့စားမုတ်လို့လည်းရတယ်အကုန်လုံးအခက်ခက်ပေါ့သုံးဝင်တာတခါလေးနဲ့စစ်ပါမယ်စစ်ပြီးတော့ဒီလေးတန်တာလေးနဲ့ခဏထားလိုက်အောင်ဒီခက်ခက်လိုက်ဒီလေးတန်တာမြတ်မြတ်ဒီရတော့ကြိုက်တယ်အဲ့ဒါလေးဟုတ်那边就在一碗嘛。ဒီကကောင်းတယ်တန်တာလေးနဲ့ဒါပနာမတိကြဘူးဒါပနာလုပ်ရင်သူအရသာရှိတယ်မုတ်ထဲမှာလေဘယ်လိုဖြစ်ဖြစ်ကလေးပဲနဲ့ဟိုတို့အန်သာတုံးလောက်ထားတယ်လေဒါပဲလောက်တာဒါပဲလောက်တာ 那不会这样。 နာတမှုတည်းဟုတ်တယ် 那你在吗？ မိရတော့ကြိုက်တယ် 你也多少开？ ရတယ်ချူလို့အကြည့်တယ်ကောင်းတော့တော့ခဲပါလားကောင်းတယ်လေ အောင်ဒီထိန်ပိုကောင်းတယ် အုံးလေးချိန်ပို အော ကော င် င်းတယ်ဒီထိန်တော်တော်လေးအရသာရှိမှာနော် ရတယ်ရှိတယ်ဘယ်လိုအားကြီး ပို့ပြီးတော့မှုေးနေမှာနော်အောင်ဒီကိုအဖက်လိုက်ခဲ့ရ မလေးနဲ့မတန်းနဲ့ချက်ရတယ်လို့ဒါကောင်းပါလေပဲနဲ့အုံးလေးနဲ့ဆိုအလိုက်ပေါ်စိတ်ထားရတာရှိဘုံလုံးတက်တိုက်လုပ်ပြီးတော့ဘုံလုံးလုပ်ပြီးတော့ထိတ်ကလေးခွဲမယ်အုံတို့လေးတိတ်မယ်ပြန်ပြီးတော့မီးလေးနဲ့ပြန်တင်းမယ် ဒါပါဟုတ် ကောင်းရင်းမအောင်မလုပ်လိုက်တော့ပါဘူးဆိုတော့ဆန်းရမ်းပါတော့ဟိုကမာတယ် ဟုတ်တယ် ဒါလေးကပြော့ပြော့အေးလေးမုံလုံးလေးတို့ဘုဖက်ထုတ်လို့ဆိုတော့ကောင်းနေမရတယ်ဆံမုတ်ကတော့မုတ်ပိုင်းနောက်ဒီမုတ်တော့ရရမယ်လုပ်ခဏ တော့မိုးလုံးမယ်နော် ဒီကလေးကြအောင်ရေနိုးကြအောင်ရေနိုးတဲ့ရေတော့ထက်ပြီးပြီ ဦးလေးစီထိန် ဒီ
လေးကြိုက်တော့ဒီကလေးမနေစကောင်းတယ်ရတာကြီးကျမကြီးနေနေမြတ်တယ်စီမပါတော့ဒီပါတော့ဒီကလေးကြီး ထားလိုက်တယ် သွားတာပြီလား တက်တော့ကအဲ့မလေးရပြရ လေးစိတ်ခွဲဟုတ်လိုက်ကြပါမယ် ကျွဲပြီရဲ့တထမဟုတ်ပါဘူးမခွာအားပါဘူး